တပီးလိုက်မသွားနဲ့ပြန်လာခဲ့တက်ညီလက်ညီရှိလိုက်တာငါသမီးလေရဲရေမြခတ်ထုတ်ပေးလို့တော်သေးတာပေါ့သူကိုယ်တိုင်ကမတော်လို့ အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကဆေးကားဖြစ်ပါတယ်ကျွန်တော်အခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့တခေတ်တခါကမြန်မာနိုင်ငံမှာဒေသကျဲအောင်မြင်ကြော်ကြားခဲ့တဲ့ဟာသပညာရှင်ကြီးအကယ်ဒမီဦးမော်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဟေးဘာလဲဘုရားတိုင်းကွာမင်းလေးချဖေးရမတော့ဝနဲ့ဖေးရအရက်တော့မကောင်းဘူးဖေးရအရက်တော့လည်းရှော့တတ်တယ်ဖေးရရှော့စိတ်ကြုံဘူးဖေးတော့ချင်းတော့ဝနဲ့မဟုတ်ဘူးဖေးချီရမ်းတော့နေလို့မဟုတ်ဘူးဖေးတော့ဝနဲ့ဟုတ်ဖိချက်ဒီတက်လုံးချက်တော်လေးတော့တက်လုံးချစ်တော့တာကတော့အေးကွာမတော့တော့အေးမတော့တော့တက်လုံးချက်တယ်ဒီဦးမော်ရဲ့ဟာသတွေနဲ့ကျွန်တော်တို့ကလေးဘဝရေမောပျော်ရွှင်ကြီးပြခဲ့ရပြီးတော့ဦးမော်ဟာကျွန်တော်တို့ပြည်သူပြည်သက်အပါဝင်မကပဲသူ့ရဲ့အမှုပညာနယ်ပယ်မှာပါတကယ့်ကိုလေးစားချစ်ခင်ရတဲ့အမှုပညာရှင်ကြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဦးမော်အားဂုဏ်ပြုသောအနေဖြင့်ဦးမော်ရဲ့အကြောင်းအရာလေးတွေကိုပြည်သက်တွေပုံမူလေးစားချစ်ခင်အောင်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်။လိုက်ပါကြည့်ရှုခန်းစားပေးကြပါခင်ဗျာ။2019ခုနှစ်အတွက်အကောင်းဆုံးမြန်မာရုပ်ရှင်ထူးချွန်စုအမျိုးသားဇာတ်ပုတ်စုဟာတာပြုဆောင်ဘုရားဆောင်ရအောင်လာရေကရရုပ်ရှင်ဇာတ်ကားမှာရရှိရပါမယ်။ဒါဆိုရင်ဒီမောစာကျေးဇူးတင်စွာပြောကြားပေးပါမယ်။ဒါဆိုကျွန်တော်50ဦးကြီးကဘီကန်ဒီအာသလူရှင်တော်မင်းသားကြီးအကယ်ဒမီမော့အေယော်ရီဒေသကြီးဟင်းသတခရိုင်လေးမျက်နှာမြို့နယ်သည်ကျေးလက်ဆန်သောမြို့လေးဖြစ်သည့်အပြင်ဗရမ ्या သည်တောမှသာထွက်ရှိတဲ့ကဲ့သို့လေးမျက်နှာမြို့လေးမှယဟန်အကျော်မောလူပုဂ္ဂိုလ်များထဲမှနေပယ်အသီးသီးတွင်ထူးချွန်သောပုဂ္ဂိုလ်များစွာပေါ်ထွက်ခဲ့သောမြို့ဖြစ်ပါတယ်ထိုပုဂ္ဂိုလ်များထဲမှအကယ်ဒမီဦးမော့သည်လည်းလေးမျက်နှာဇာတိသားတူဖြစ်ပါတယ်ဘာလဲကွာဘယ်တော့မှအိမ်ဆိုင်တာငါတင်တာဘာဖြစ်လဲငါရွာဦးကျောင်းကဆွမ်းစားကိုတော့မလို့ကြော့လိုက်ရတာခွဲမှာပါအကယ်ဒမီဦးမော့၏အမည်မှာမောင်တင်ဝင်းဖြစ်တယ်မောင်တင်ဝင်းကိုလေးမျက်နှာမြို့နယ်တောင်ကြီးကြီးရွာအုပ်စုရေသူကြီးရွာမှာ1316ခုနှစ်ပြာသူလာသန်း10ရက်စနေနေ့တွင်မွေးဖွားခဲ့ပါတယ်မိခင်ဖခင်တို့မှာဦးထုံးအေးဒေါ်ချုံဖြစ်ပြီးမိဘများသည့်တောင်ရလုပ်ငန်းကြီးဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်ပါတယ်။မွေးချီ9ယောက်မှာမောင်တင်ဝင်းမှာ16ထုံးမြောက်သားဖြစ်ပါတယ်။မောင်တင်ဝင်းမှာမိဘများနဲ့လေးမျက်နှာမြို့ပေါ်သို့ရေတိုးရွာမှာပြောင်းရွှေ့လာကြပြီးဈေးတီကုန်းရပ်ကွက်တွင်နေထိုင်စဉ်အကိုကြီးများနှင့်အတူလေးမျက်နှာမြို့ဈေးကြီးပန်းရှိဘုန်းတော်ကြီးပညာတော်သင်ကျောင်းအညာတန်းကျောင်းဆရာတော်ဖရာကြီးဦးအတဘာထံမှာစတင်ပညာသင်ကြားခဲ့ပါတယ်။အဆိုပါဘုန်းတော်ကြီးကျောင်းမှာတရုတ်ကလားလေးများပါအတူတက်ကြသောကြောင့်မောင်တင်ဝင်းသည်အားလုံးနှင့်ခင်မင်လျက်ကျောင်းအိတ်ကျောင်းစားပညာသင်ကြားခဲ့ရပါတယ်။1330ခုအသက်14နှစ်ခန့်မှာဈေးတီကုန်းရပ်ကွက်ရှိမန္တလေးကျောင်းတိုက်ဆရာတော်ဦးပန္နိတာထံတွင်သင်္ကန်းဝတ်ဖြင့်နေထိုင်ခဲ့ပြီးဘ
ဘုန်းတော်ကြီးတင်ပညာများဆက်လက်သင်ကြားခဲ့ရပါတယ်။မောင်တင်ဝင်းငယ်စဉ်ကပင်လူရှင်တော်ဖြစ်လာမည်ပါရမီရှိသူမှုရွာတဲ့ရတဲ့เจ้าမှာလူရှင်လူနောက်အမြဲတမ်းဆက်ဖြစ်ဖြစ်နဲ့လူရှင်တော်ပုံဖြစ်နေပါတယ်။အစနောက်အမတန်တန်ပါတယ်။ဆရာတော်ကြီးဤကျိန်လဲမကြာခဏထိပါတယ်။သူ၏အတန်ကြောင်ဖြစ်နွားကြောင်ရင်တချင်းများကိုအော်ဆိုလျက်ကကျင်ထကနေတတ်ပါတယ်။မောင်တင်ဝင်း30နာခန့်မှာဈေးတစ်ကုန်းဘိုးအေကြီးဦးတာခင်အင်းရှိဈေးပင်ကြီးကိုအကိုဖြစ်သူဦးမြစောတက်လှုပ်ခါချစေမှာအခြားကလေးများကအလို့ရကောက်နေတော့လဲမောင်တင်ဝင်းမှာဇီတီကိုမကောက်ပဲဈေးပင်မောင်သာမောကြည့်နေသည့်အတွက်ဦးတာခင်မှမောင်တင်ဝင်းကိုဟဲ့ငမော့ဇီတီမကောက်ပဲဘာမောကြည့်နေတာလဲဟုလှမ်းအောင်ရမှမောင်တင်ဝင်းမိပြောက်ပြီးငမော့ဖြစ်လာခဲ့ရာကျောင်းရက်ွက်တို့တင်ငမော့အမိတွင်လာပါ ဘ တယ် ယ်မှမလာခင်မြန်မြန်ထွက်လိုက်အောင်မရခဲ့တယ်နော်ရခဲ့တယ်မလီမလိုက်တော့မတိုင်ရအော်စာပေးတာခင်ဗျဘာပြောလဲငါညီမနုနုထွတ်ထွတ်လေးကိုမင်းလိုပေးလိုက်ရဲကွာစာပေးရတယ်လို့ဟုတ်ခင်ဗျကျွန်တော်ပဲရင်မကပါဘူးကိုပီကျုပ်လည်းစားပါတယ်မုံမြင့်လည်းစားပါတယ်အမဲသားလည်းစားပါတယ်ခင်ဗျပေးစားပြီသားငါညီမနည်းနည်းရမဟုတ်ခဲ့ရှားစားပွားကျွန်တော်ကမရနာပွားပါဘာမရနာပွားငါညီမနဲ့နေတူပါတန်လားတူပါတယ်တန်ပါတယ်ခင်ဗျ ။ပိုး၏အမိတွေ့စေဒီမှာထိုစဉ်ကလွတ်လပ်ရေးပွဲများမှာရွာရက်ွက်လိုက်ကာပွဲပြန်ပွဲများကပြကြသည့်အတွင်အရက်ဆက်တွင်ငမော့ပါဝင်ကပြတရုပ်ဆောင်ရာလူရွှေတော်ခန်းတွင်အားလုံးကတဝါဝါတဟားဖြင့်အတိမတ်ပြုခြင်းအားပေးခြင်းခံရပြီးတော့ငမော့သည်လည်းလူရွှေတော်ပူအမတန်ထလာပါတော့တယ်။ထိုစဉ်ကမြန်မာနိုင်ငံတွင်နာမည်ကျော်ထင်ရှားသည့်လူရွှေတော်ကြီးဦးစစ်တူစီမံခန့်ခွဲအုပ်ချုပ်သည့်စိတ်မာတင်မိုးဝင်းမိုးမင်းတို့၏ဖခင်ဇက်အဖွဲ့မှဦးစစ်တူနှင့်ဦးစိတ်မာတင်တို့သည်လေးမညအညာတိုင်းရက်သူများဖြစ်သည့်ဒေါ်မာကြီးဒေါ်မာ၏ညီမနှင့်အကြောင်းပါကြရာမိုးရသည့်ဇန္နာသည့်အချိန်နှင့်အညာတန်းကျောင်းမန္တလေးကျောင်းကထိန်အလူတို့ကိုနှိမ့်စင်ရန်လာရောက်လှူဒန်းလျက်လူကြီးမိဖဦးကြီးတို့ကိုကတော့သည့်အစဉ်အလာရာဦးစစ်တူနှင့်ဦးစိတ်မာတင်တို့လေးမျက်နှာမျိုးတို့လာရောက်စဉ်ဇယုထနေသည့်အသက်15နှစ်ခန့်မောင်မော့သည်စိတ်မာတင်ဆက်ဖွဲ့သို့လိုက်ပါသွားတော်သည်မောင်တင်ဝင်းခမောင်မော့သည်စိတ်မာတင်ဆက်ဖွဲ့တွင်တည3ချက်ဖြင့်ကားဆွဲဘဝတစ်တာသိန်းတစ်တာထန်းထမင်းချက်ရာမှဇက်စရာ၏ဝေစာဝေရဆဆောင်ရွက်သည့်အောက်ခြေသိအလုပ်များကိုပါတော်သာဘုန်းကြီးကျောင်းသားငယ်ရွယ်သူပြီးကျိုးနုံစွာဆောင်ရွက်သည့်အတွက်ဇက်ဖွဲ့သားများ၏ချစ်ခင်မှုကိုလည်းရရှိခဲ့ပါတယ်ဇမင်းသားကြီးဦးစိတ်မာတင်၏သားမောင်မိုးဝင်းဇက်တပင်လောကသို့မမျော်လင့်ပဲဝင်ရောက်လာသည့်အချိန်နှင့်လူရှင်တော်များဖြစ်ကြသည့်မိုးဒီမော့တို့သုံးဝိဆိုင်ကပြကြရာရောက်လျာပွဲခွင်မျိုးတိုင်းမှာကြီးကျယ်စွာအောင်ပွဲခံကြသဖြင့်စံပြတပင်စိတ်မာတင်သားမိုးဝင်းဇက်တပင်နှင့်အတူမိုးဒီအမည်ရလာတဲ့ကဲ့သို့တင်ဝင်းခငမော့မှမော့ဖြစ်သူနေစည်းညချင်းတဟုန်တို့အမည်ပေါက်သွားခဲ့ပြီးဦးစိတ်မာတင်ဇက်အဖွဲ့တွင်15နှစ်ခန့်လက်တွဲကပြခဲ့ပါသည်မော့သည်အသက်30ခန့်1346ခုနှစ်တွင်ဦးစိတ်မာတင်ဇက်အဖွဲ့မှခွဲထွက်လျက်စိုင်းစရာမောင်စိတ်တအဆက်တွေရယူပြီးဦးစိတ်တဦးမိုးဒီဦးမော့ဟူ၍သုံးပေါင်းလျက်ပန်ထရာတင်မိုးဝင်းဇက်ကိုတီထောင်ကပြခဲ့ကြသည်1988ခုနှစ်တနိုင်ငံလုံးအရေးကြီးကြီးပေါ်လာသည့်အချိန်ဇက်တပင်လောကသားများဇက်ကောင်းခွဲသွားကြပြီးဇက်ကချင်းလုပ်ငန်းများရဆိုင်တဲ့ကဲ့သို့ဖြစ်သွားပါတယ်1989ခုနှစ်တွင်ပန်ထရာတင်မိုးဝင်းအဖွဲ့မှခေါင်းဆောင်မင်းပြီးမယူယူမော်နှင့်အိမ်အောင်ကြခဲ့ရာတာအုံထွန်းကားခဲ့ပါသည်တာအုံမှာမောင်ထိုက်ဆန်မော့မောင်ရင်းမင်းဦးနှင့်မောင်ရန်လေးတို့ဖြစ်ပါတယ်1989ခုနှစ်နောက်ပိုင်းမော့ဤပထမဦးဆုံးဇက်စင်ပေါ်မှမင်္ဂလာဦးညတခန့်ရဟာတာအပြားကဆက်ဗီဒီယိုဇာတ်ကားထွက်လာရာအတော်ပေါက်ခဲ့ပါတယ်ထို့နောက်ရုပ်ရှင်လောကသို့တဖြည်းဖြည်းချင်းဝင်ရောက်လာခဲ့ပါတယ်ပထမဦးဆုံးဟုဆိုရမည်ဦးမုံဝင်းနှင့်အတူရိုက်ကူးထားသောသွေးနှင့်သစ္စာဆိုပါမည်နောက်ပိုင်းဒါရီတာစိန်တန်မဏိနှင့်ဟုတ်ကဲ့မစကားများမှစ၍စကားများဆက်တိုက်ရိုက်ခဲ့ရာကြာရစရုပ်အထူးအဖြင့်ဟာတာတရုပ်ဆောင်ရာတွင်အထူးအောင်မြင်ခဲ့ပါတယ်
ကွန်ဖူမင်းသားဘရုစ်ကီကဲ့သို့အတုလို့ဟာတာတယောက်ဆောင်ရာတွင်လည်းပြည်ပြင်းလာတယ်မြန်မာနိုင်ငံရုပ်ရှင်ချစ်ပရိသတ်များကြားမော့နာမီတလုံးတင်မောခဲ့ပါတယ်ဇက်သပင်လောကဟာတာလူရှင်တို့မှရုပ်ရှင်လောကဟာတာလူရှင်တို့အဖြစ်မျိုးမျိုးဆက်တဲ့ဟာတာလူရှင်တို့များကိုစံပြမိမောင်ထွန်လမ်းဖွင့်ပေးခဲ့သောရှေ့ဆောင်သူဖြစ်ပါတယ် ထို့သောဖြင့်တိုးမြကိုနေ့စဉ်နေ့တိုင်းဖမ်း၍စားဤတိုးမြဒီထိုထိုင်ချစ် ဟေး ကျွန်တော်အဲ့ဒီရှင်အောင်နည်းနည်းမင်းနေလို့ခဏလောက်ထောက်ပေးပါလား အိုး တိုးမြကိုနေ့စဉ်တိုးမြ အိုးအေး ထိုင်ချစ်ကျွန်တော်ဆိုနေရတော့ကအဲ့ဒီဆာမျက်နှာမရောက်သေးဘူးခုနကဆာမျက်နှာမှာ ဟေးအေး သားရဲ့ ရမယ် အမေကိုလေမိဘူးထုတ်ပြီးသားလေးတွေနာသိမ့်မသန်းသား ကျွန်တော်ဒီမှာထားတဲ့လုံပြီးတဲ့ဘူးမေရပြီးကြမှာထဲပြင်မယ်နော် သားရဲ့နောက်မှပြန်ကြက်ပါအမေကမအားလို့ပါသားရဲ့လာစမ်းပါ ဟုတ်အမေ ကျမသတိလက်လွတ်သွားတာပါအကိုရဲ့မောင်မြတ်သူကစာပြန်မဲဆိုတဲ့ကကျမဟန့်လိုက်ရမှာဟိုတနေ့ကလေသင်ချာစာဖို့ကိုတွက်ပြီးတာနဲ့အကိုကိုပြတော့အကိုကမှန်တယ်တဲ့သူ့เจ้าဆရာကိုပြတော့မှားတယ်တဲ့အဲ့ဒီကလေးကကျမတားလိုက်ရမှာကျမအပြစ်ပါအကိုရဲ့ နင့်မှာအပြစ်မရှိပါဘူးနင့်မှာအပြစ်မရှိဘူးဟန်ဆောင်နေတဲ့ငါမှသာအပြစ်ရှိတာငါစမတက်တာကိုလူတွေကသိမှဆိုဟန်ဆောင်နေတဲ့ငါမှသာအပြစ်ရှိတာပါ အဲ့လိုလည်းမဟုတ်ပါဘူးလူရဲ့အကိုတူကအလက်ကန်းဆုံးမသိတာ ခလေးကိုသွားပြီးအပြစ်မပြောပါနဲ့မပြီးမနေတာငါနေအကူဖြစ်တဲ့ငါ့ကိုခွင့်လို့နားလဲပေးနိုင်ခဲ့ပြီမအမှန်တရားငါ့ကိုခွင့်လို့နားလဲမပေးနိုင်ဘူးဆိုတော့ငါသိပြီ နောက်တစ်ချိန်ဒီလိုအဖြစ်မျိုးမကြုံရအောင်လေအကိုစားတကယ်တက်စေချင်တာပါတော့အကိုစားတကယ်တက်စေချင်တာပါ မော့တီရုပ်ရှင်နေဗီဒီယိုကားပေါင်း800ကျော်ရိုက်ကူးခဲ့ရာ2011ခုနှစ်မြန်မာရုပ်ရှင်ထူးချွန်စုအကယ်ဒမီစုဝေးပွဲကြီးမှာထာဝရအလေးတန်းများရုပ်ရှင်ဇာတ်ကားကြီးဖြင့်အမျိုးသားဇာတ်ဖို့အကယ်ဒမီစုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။အကယ်ဒမီစုယူသည့်နေ့မှာမော့မှာ SSC စီးရုံတွင်စေကူတာခံယူနေသည့်အချိန်ဖြစ်ရာဆရာဝန်ကြီးများ၏ခွင့်ပြုချက်ရယူလျက်မိသားစုနှင့်အတူတက်ရောက်ယူခဲ့ခြင်းဖြစ်ပါတယ်။စုယူပြီးအကယ်ဒမီရွှေစင်ရုပ်တုကိုကံမြောင်းလျက်မိပြီဟုကြွေးကြော်ပြီးစကားများများပြောလေအမှားပါမှာဆို၍ဒီလောက်နဲ့တော်ပြီဟုဘရေကိုပြောဆိုနှုတ်ဆက်ခဲ့ပါသည်2013ခုနှစ်ဖေဖော်ဝါရီလ23ရက်နနက်9:00နာရီတွင်သူချစ်ခင်မြန်တို့သောမိသားစုနှင့်ရုပ်ရှင်လောကကိုထာဝရကြောခိုင်းသွားခဲ့ပါပြီထာဝရအလေးတန်းရုပ်ရှင်စကားကြီးတွင်တူလို့သူကအဖိုးအဖြစ်တရုပ်ဆောင်မော့ကိုစာတင်ခိုင်းရာမော့မှာစာမတက်၍စာတင်မပေးနိုင်မှုအပေါ်ရင်းနှီးအောင်ခံစားရပုံကိုပြည်ပြင်းအောင်တရုပ်ဆောင်မှုကြောင့်အကယ်ဒမီရရှိခဲ့ခြင်းဖြစ်ပြီးစာရေးသူကိုမော့ပြောပြခဲ့မှုသောစကားလေးကိုပါအမှတ်တရဖော်ပြပါမည်စာရေးသူအားအကိုကျွန်တော်ဘုံကြီးချောင်းထွက်ပညာလောက်သာတက်၍ဒီလောက်ပဲအောင်မြင်တာပါအနည်းဆုံး10လောက်သာအောင်ရင်ဒီထက်မကပိုအောင်မြင်မှာပါဟုမော့ဤပညာရေးခံစားချက်ကိုပြောပြခဲ့သည်ကိုအမှတ်ရနေပါ၏မော့မကွယ်လူကြီးတစ်နှစ်အလိုကငါဘောကငါမိသားစုအတွက်အမတန်ဦးစားပေးခဲ့တော့ဇာတိမြေကိုလိလူရှုခဲ့လို့ဖြစ်ခဲ့တယ်လာမီးနှစ်မှာလေးမျက်နှာကိုပြန်ပြီးအလူကြီးပေးမယ်ကျွေးသူရှိသည်ကိုကျွေးသူဆက်မယ်လေးမျက်နှာမြို့ဟောင်းမန္တလေးကျောင်းကန်ပြူပြီးပြောင်းရွှေ့သည်ကိုလည်းကျောင်းသစ်ဆောက်ပေးမယ်ဟုမိသားစုနှင့်တိုင်ပင်ခဲ့တော်လဲကွယ်လွန်သားခဲ့သည့်အပေါ်ဇနီးဖြစ်သူဒေါ်ယူယူမော်နှင့်သားများမှလေးမျက်နှာမြို့ဟောင်းဈေးတစ်ကုန်းရက်ကွက်မန္တလေးကျောင်းသစ်ကိုတိတ်တရာခန့်ကုန်ချခံ၍တိဆောက်လူတန်းချင်းမန္တလေးကျောင်းသိမ်း
မတီလူဒန်းချင်းနှင့်ကထိန်လူတော်ကြီးကိုလူဒန်းလျက်ကျွေးသူရှိခဲ့ကြသောဆွေမျိုးမိတင်ကားများကိုပေးကမ်းလူဒန်းခဲ့ခြင်းဖြစ်လို့မော့အားရည်စု၍ဆန္ဒကိုဖြည့်ဆည်းခဲ့ပါတယ်။မော့ကွယ်လွန်ခဲ့မှုအပေါ်ညီကိုရင်းလိုဇက်စပင်ရုပ်ရှင်လောကသားတသက်လက်သွဲခဲ့သောဟင်းသရသားဟာတာတရုတ်ဆောင်ဦးမိုးဒီမှပကဒနာမပါဟန်ဆောင်မှုခင်းနဲ့ပြုံးပြော်မှုလေးတွေကိုမမောပေးဆက်ခဲ့တဲ့ဦးမော့နဲ့ခွဲခဲ့ကြရပြီမဲ့ပြည်သက်ကြီးကိုငိုတွေနဲ့မကြံခဲ့စေခြင်းဘူးဗျာ ဟာနဲ့ ဦးမော့ကိုတတိယတိုင်းပြန်နိုင်ကြပါစီစားသားဖြင့်ဒီကုန်းချုပ်ရဲ့ဒေးမင်နာရီတူတာအကယ်ဒမီမှုအကြောင်းစီဆောင်တင်ပြလိုက်ပါတယ်နော်အေးယာ စဉ်းစားရင်လည်းမြန်မြန်စဉ်းစားပါဦးမကိုကိုစားမနေနိုင်တော့ဘူးအုံမကိုကိုစားဘယ်လောက်ချစ်တယ်ဆိုတော့အုံမမသိဘူးနော် ကဲကျမလည်းသွားလိုက်အောင်မယ်တော့ကြာကိုကြီးပါခဲ့မြင်သွားရင်ရှင်လည်းမတက်ပါအောင်နော် အဲ့ဒီရောက်ဖာလောင်းယူတော့မကြောက်ပါဘူးအုံမတို့ခဲကသဘောကောင်းပါတယ်အုံမအမလားမျက်နှာရှစ်ခေါက်ကျူးနေတရေမာကြီးရတယ် မလီအမကြောင်ကတော့ရှင်ဟော့ပိတ်ဖြစ်နေဦးမယ်ကဲပါကျမလည်းသွားတော့မယ် ဟာနေပါဦးမအုံမကိုတွေ့ရခဲ့လို့ပါကိုကိုစားလီအုံမကိုတွေ့ရမြင်ရကြည့်နေရင် ဟုတ် ရင် ကဲ့ တော့ ပါ ပါ ဗျာကျွန်တော်ခုတင်ဆက်ပေးရတဲ့အကြောင်းအလေးကတော့အကယ်ဒမီဦးမော့ရဲ့ဘဝအကြောင်းတစ်စီဆောင်ဖြစ်ပါတယ်ဦးမော့ကိုချစ်ခင်ကြတဲ့ပရိသတ်တူတယောက်ချင်းတွေကလည်းဦးမော့ရဲ့အကြောင်းလေးတွေကိုလွှမ်းဆွတ်တန်းတာပွဲမြင်ရကြရပြီးတော့စိတ်ကြည်နေမယ်လို့လည်းပြောလင်းပါတယ်ဦးမော့ဟာတကယ်ကိုဟာတာပညာရှင်တကယ်အနုပညာရှင်အစစ်ကြီးဖြစ်ပါတယ်ဦးမော့ရဲ့ပြက်လုံးတွေဟာတကယ်အောင်လုံးတွေမပါဘဲနဲ့ဟုတ်တကယ်ကိုအစစ်တန်းရှိသူ့ရဲ့ပါရမီသူ့ရဲ့ပညာသူ့ရဲ့တဘာနဲ့တကယ်ကိုပြိတ္တတွေကိုဖျော်ဖြေသွားတဲ့ဟာတာစကလုံးတိုင်းဟာကျွန်တော်တို့အခုခေတ်တီကိုရှင်းတန်နေသေးပါဒါကြောင့်ဦးမို့လူပညာရှင်မျိုးနောက်တစ်ယောက်ထွက်ပေါ်လာဖို့ဆိုတာလည်းတော်တော်ကိုမလွယ်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဦးမို့ကိုဂုဏ်ပြုသောအားဖြင့်ကျွန်တော်ဦးမို့ရဲ့ဘဝအကြောင်းတစ်စီဆောင်လေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်များမှာလည်းဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းအားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာပါစေ ဒီတိုင်းဆိုရင်ရှေ့ဆက်ဘယ်လိုစခန်းသွားရမယ်ဆိုတာစဉ်းစားရတော့မယ်ဟာငါမျိုးပိုင်လုံနေကောင်းသားကွာဟာမောင်မြင့်ကလည်းတိုင်းပြည်အတွက်အသက်ဆုံးမဲ့လူတော့ဆုံးဖြတ်ထားတာပဲဥစ္စာမင်းတောင့်ထားမှာပေါ့ကွာဟုတ်တယ်ကိုရိုကြုံမင်းပြောတာမှန်တယ်အရေးကြီးတာငါတို့စစ်ပညာကိုစနစ်တကျနဲ့သေသေးချာချာသင်ထားဖို့လိုတယ်ဟဲ့ငါတော့ပြောနေသေးခဲ့ပဲ